ဒီ comment လေးကိုလာရောက် reply ပြန်ပေးတာဖြစ်ပါတယ်မေးတဲ့သူတွေများလို့ပါဒါကတော့ group ဖွက်ထားတဲ့ဟာတွေကိုဘယ်လိုပြန်ထုတ်ကဖြတ်ထုတ်ကမလဲသူမလို့ကျင်လို့ပေါ့နော်ဖြတ်ထုတ်ခြင်းနဲ့ဘယ်လိုဖြတ်ထုတ်ရမလဲမအားလို့မေးထားလို့ပေါ့နော်ဒါလေးကိုလာပြီးတော့မှ reply ပြန်ပေးတာဖြစ်ပါတယ်အဲ့တော့အခုလိုပဲမတည်သေးတဲ့လူတွေလည်းသိလို့ရအောင် share လေးတစ်ချက်လုပ်ပေးတော့ပါရှင်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတာစီစဉ်တဲ့တူတွားကြည့်ကြ Messenger ထဲကိုဝင်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုဖြတ်မဲ့ group ထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားရင် group file လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အပေါ်ကိုဆွဲတင်လိုက်ဆွဲတင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် link chat ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်ပါဒီမှာမြားလေးနဲ့လေအနီရောင်လေးပေါ့နော်ဒါလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီဘက်ကဒီအစာကြောင်လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကိုကဖြတ်ချင်တဲ့ group ပေါ့နော်ကိုကပဲကိုက group မထားချင်လို့ဆိုလို့ရှိရင်ဒါဆိုပြတ်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် group မရှိတော့ပေါ့နော်ဒီနေ့တိုင်းတိုင်းပဲသွားလို့ကြည့်ပါဒါကတော့ group ဖြတ် Messenger group ဖြတ်တဲ့နည်းပေါ့နော်အားလုံးပဲအဆင်ပြေကြပါသည်ရှင်